နေ့ကမှလင်မယားကွာရှင်းထားတာကိုဒီနေ့မှာတော့ဖခင်ဖြစ်သူရဲ့အတင်းအကျပ်စေခိုင်းမှုကြောင့်မိန်းကလေးဟာတခြားအမျိုးသားတစ်ယောက်နဲ့ချိန်တွေ့ခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကသူမဟာကွာရှင်းထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့်ငါလူလူနဲ့လက်ထက်ရတာမင်းအတွက်ကံကောင်းတာလို့ပြောပြီးအထင်မြင်သေးစွာဆက်ဆံခဲ့ပါတယ်ဒါရင်မကသေးပဲနောက်နေ့ကျင်းပမဲ့ပွဲတစ်ခုကိုလိုက်ခဲ့ဖို့နဲ့တိတိကျကျပြင်ဆင်လာဖို့ပါအမိန့်ပေးသလိုပြောဆိုပြီးထွက်သွားခဲ့ပါတယ်မိန်းကလေးကတော့ငါဘဝမှာအကောင်းဆုံးလူနဲ့ဆုံတွေ့ခဲ့ပြီးပြီပဲအခုဘသူနဲ့ပဲစုံအပိုးတွေပါပဲဆိုပြီးအားငယ်ဝမ်းနဲ့နေခဲ့ပါတယ်နောက်နေ့မှာတော့မိန်းကလေးဟာအဲ့ဒီအမျိုးသားနောက်ကိုပွဲစီလိုက်သွားခဲ့ပါတယ်ပွဲကင်းထဲရောက်လို့ဝန်ထမ်းတွေရဲ့မိတ်ဆက်စကားကိုကြားလိုက်ရတဲ့အခါမှာဒီပွဲဟာသူမရဲ့ခင်မွန်းဟောင်းကဦးစီးကျင်းပတဲ့ပွဲမှန်သိလိုက်ရပါတယ်ပွဲထဲမှာကော်ဖီတောက်ရင်းနဲ့ခင်မွန်းဖြစ်သူသူမအတွက်ဖြော်ပေးခဲ့မှုတဲ့ကော်ဖီရတာကိုပြန်တတိယသွားပါတယ်အဲ့ဒီတုန်းကကော်ဖီကချင်တယ်လို့သူမကပြောခဲ့ပေမဲ့ခင်မွန်းဖြစ်သူကဒါဟာဒီကော်ဖီရဲ့ထူးခြားချက်ပဲသူကစပယ်ပန်းနက်လေးနဲ့တံမယာနက်လေးတင်းနေတာလို့တင်ပေးခဲ့ပူပါတယ်သူမကကျမတို့ကစာချုပ်နဲ့လက်ထပ်ထားတာကိုရှင်ကဘာလို့ဒါတွေအများကြီးတင်ပေးနေတာလဲလို့မေးခဲ့ပူပါတယ်ခင်မွန်းဖြစ်သူကငါမင်းနာမှာ3နှစ်ပဲနေပေးနိုင်မှာအဲ့ဒီ3နှစ်အတွင်းမင်းကိုအတက်နိုင်ဆုံးအများကြီးတင်ပေးခဲ့ခြင်းလို့ပါလို့ပြန်ဖြေခဲ့တာကိုအခုမှပြန်တွေးမိပြီးခင်မွန်းဖြစ်သူဟာသူမကိုတကယ်တမ်းကာကွယ်ပေးခဲ့တာပါလားဆိုတာနားလည်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပွဲစီစဉ်သူခင်မွန်းဟောင်းရောက်လာခဲ့ပါတယ်သူ့ဘေးမှာတွဲလာတဲ့အမျိုးသမီးကိုမြင်တော့ဒါဟာသူတကယ်လက်ထပ်ချင်ခဲ့တဲ့သူဖြစ်မှာပါပဲလို့တွေးပြီးမိန်းကလေးဟာအယမ်းကိုနောက်တရဝမ်းနေသွားပါတယ်အဲ့ဒီအချိန်မှာပဲသူမနဲ့ပါလာတဲ့အမျိုးသားကခင်မွန်းဟောင်းစီသွားပြီးအသားကပ်မိတ်ဆက်ပါတယ်ခင်မွန်းဟောင်းရဲ့ချစ်သူကဒါငါရဲ့မွေးနေ့ပွဲလေးရှင်ကငါကြောင့်လာတာမဟုတ်ပုံပဲလို့ပြောတဲ့အခါအဲ့ဒီလူကအလောတကြီးတောင်းပန်ပြီးမိန်းကလေးကိုဆွဲခေါ်ကဒါကျွန်တော်ရဲ့စိတ်ဆက်ထားတဲ့ဇနီးလောင်းမလို့မိတ်ဆက်ပေးလိုက်ပါတယ်မိန်းကလေးဟာခင်မွန်းဟောင်းကိုမြင်တော့ခေါင်းငုံထားမိပါတယ်ခင်မွန်းဟောင်းကဒီမိန်းကလေးကမင်းရဲ့ဇနီးလောင်းလားလို့မေးတဲ့အခါသူမကရှင်းပြဖို့ကြိုးစားပေမဲ့ဘေးကလူကငေါငန်းပြီးတားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးဟာဘိုက်ထဲကတမျိုးဖြစ်လာတာကြောင့်တန့်စင်ခန်းသွားမယ်ဆိုပြီးထွက်လာခဲ့ပါတယ်ခင်မွန်းဟောင်းကတော့သူမဘာဖြစ်နေလဲဆိုတာတစ်ချက်ကြည့်ရုံနဲ့သိလိုက်ပြီးသူ့လက်ထောက်ကိုအမျိုးသမီးသုံးပစ္စည်းသွားဝယ်ခိုင်းလိုက်ပါတယ်မိန်းကလေးဟာတန့်စင်ခန်းထဲမှာယာတီသွေးစင်းနေတာကိုသိလိုက်ရလို့သူမနဲ့ပါလာတဲ့လူစီဖုန်းဆက်အကူအညီတောင်းပေမဲ့အဲ့ဒီလူကစိတ်ပြက်လက်ပြက်နဲ့ဖုန်းချပစ်လိုက်ပါတယ်သူမဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲခင်မွန်းဟောင်းရောက်လာပြီးသူ့ရဲ့ကုတ်အင်ဂျီကိုသူမပေါ်ခြုံပေးလိုက်ပါတယ်နေမကောင်းဖြစ်နေတဲ့အချိန်ရှောက်မသွားပါနဲ့လို့လည်းနှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်ခင်မွန်းဟောင်းကအမျိုးသမီးသုံးပစ္စည်းကိုကမ်းပေးရင်းခုနကလူကမင်းကိုဇနီးလောင်းလို့ပြောတယ်ဒါအမှန်ပဲလားအဲ့ဒီလူကမင်းချစ်ဖို့ထိုက်တန်တဲ့လူမဟုတ်ဘူးလို့တတိပေးပါတယ်မိန်းကလေးကကျမတို့ကွာရှင်းပြီးသားပါကျမကိစ္စရှင်စိတ်ပူစရာမလိုပါဘူးလို့ပြောပေမဲ့ခင်မွန်းဟောင်းကကွာရှင်းလိုက်ပေမဲ့မင်းကငါရဲ့ဇနီးဟောင်းပဲမင်းဘဝမပျော်မရွှင်ဖြစ်မှာကိုငါမကြည့်ရဘူးလို့ပြောလိုက်ပါတယ်မိန်းကလေးကသူမရဲ့ရင်ထဲကစကားတွေကိုပြောပြဖို့ပြင်လိုက်တဲ့အချိန်မှာပဲခင်မွန်းဟောင်းရဲ့ချစ်သူကရုတ်တရက်ရောက်လာပါတော့တယ်